Okay နော်တို့ဒီကဖုန်းတစ်လုံးကိုကျွန်တော်တို့စဖြုတ်တော့မယ်ဆိုရင်ပစ္စည်းအစိတ်ပိုင်းဘယ်နှမျိုးဖြုတ်ရမလဲဆိုတာလေးကိုကျွန်တော်တို့ရှင်းပြအောင်နော်ခုကမှဆိုရင်တို့ဒီမှာဖြုတ်ရမယ့်အနေထားဒီ16ဆင့်ရှိပါတယ်တစ်ကနေ16ထိရှိတယ်ပေါ့နော်ကဲအဲ့ပစ္စည်းလေးတွေကဘာပစ္စည်းလေးတွေတုံးဆိုတော့ကျွန်တော်ကြည့်ကြည့်အောင်ဒါနံပါတ်1နံပါတ်1ကိုတော့ကျွန်တော်တို့က A ကာဘာလို့ခေါ်ပါတယ်ကာဘာပါပဲကာဘာမှာပထမဆုံးကာဘာမလို့ A ကာဘာလို့ခေါ်တယ်ဒါနံပါတ်2ကိုတော့ကျွန်တော်တို့က main key လို့ခေါ်တယ် main key နံပါတ်3ကိုတော့ကျွန်တော်တို့က key dom လို့ခေါ်တယ် key dom လို့ခေါ်တယ်နောက်နံပါတ်4ကိုကြတော့ကျွန်တော်တို့က keyboard ပေါ့နော် keyboard ဆိုဒီကနေကျွန်တော် text တွေနဲ့နှိပ်နေပြီးတော့လေ verb တို့ home တို့ထွက်တဲ့ထိတဲ့နေရာလေးကိုကျွန်တော်တို့ keyboard လို့ခေါ်တယ်ဒါနံပါတ်5နံပါတ်5ကိုတော့ကျွန်တော်တို့က key support လို့ခေါ်တယ်နောက်နံပါတ်6ကျတော့ကျွန်တော်တို့က OFM လို့ခေါ်တယ်နောက်နံပါတ်7ကတော့ကျွန်တော်တို့ဒီ service သမားတွေအတွက်အရေးပါဆုံးနေရာပေါ့နော် circuit board ကြီးပေါ့နော် circuit board ကြီး PCB printed circuit board PCB လို့လည်းခေါ်တယ် main board လို့လည်းခေါ်တယ်mother board လို့လည်းခေါ်တယ်ဒါနံပါတ်8ကတော့ဒါကျွန်တော်တို့ဒီproduct name plate ပေါ့နော်ဒါဘာဖုန်းပါဘာ model ပါဆိုပြီးတော့ဒီ IMEI ရဲ့နံပါတ်တွေနဲ့ဖုန်းရဲ့ serial number တွေနဲ့ GSM WCM တွေဘာရတာတော့စတဲ့ဟာတွေနောက် battery ရဲ့ပုံစံတွေအဲဒီဒီမှာစာနဲ့ရေးပြပေးတဲ့ဟာလေးကိုကျွန်တော်တို့ကproduct name plate လို့ခေါ်ပါတယ်နံပါတ်9ကိုတော့ကျွန်တော်တို့ကဒီကင်မရာကာပါပေါ့နော်ကင်မရာကိုဆွတ်ထားတဲ့ဟာလေးပါနံပါတ်10ကတော့ကျွန်တော်တို့ဒီ power ခလုတ်လေးပေါ့နော် power key နံပါတ်11ကတော့ဒါနောက်ရဲ့ဒီအဝါကြီးပေါ့ဟိုဒီပြန်ပြီးတော့ကြောကနေပိတ်ထားတဲ့ကာပါပေါ့နော်သူ့ကိုကျွန်တော်တို့ B ကာပါလို့ခေါ်ပါတယ်ဒီထိပ်ဆုံးကာပါကိုတော့ A ကာပါလို့ခေါ်တယ်ဒါကို B ကာပါလို့ခေါ်တယ်ဒီဘက်မှာလည်းကျွန်တော်တို့ကဒီ dun balloon ပေါ့နော်ဒါ balloon အဖွင့်ပိတ်အတိုးကျယ်ကလုတ်လေးတွေပါဒါကတော့ကျွန်တော်တို့ battery ပေါ့ battery နံပါတ်14ကတော့ကျွန်တော်တို့ကင်မရာရဲ့ lens ပေါ့နော် man blue ကင်မရာ lens နောက်15တော့ဒါကတော့ကျွန်တော်တို့က B cover decorated pad ပေါ့နော် battery အုပ်တဲ့ဟာပေါ့နော် battery နောက်ဆုံး battery အုပ်တဲ့ဟာပေါ့ဒါလေးကတော့ကျွန်တော်တို့ဒါ B cover decorated pad ဒါလေးကတော့ကျွန်တော်တို့ဒီ battery အုပ်တဲ့ဟာပေါ့အဲ့ဒါစလုံးမှာဟောဒီမှာဇာတိမှာကျွန်တော်တို့ဒီnut ကလေးတွေနဲ့ပေါ့နော်nut ကလေးတွေနဲ့သူကစုပ်ထားတယ်အဲ့ဒါတွေကျွန်တော်တို့က screw driver တွေနဲ့ဖြုတ်ရမယ်အဲ့ဒီမှာကျွန်တော်တို့ဖုန်းတွေကိုအတွက်ဖြုတ်တဲ့ဒီကြောက်လဲ1 set လိုက်ရှိတယ်ပေါ့နော် screw driver Phillips screw driver 1 set လိုက်ရှိတယ်အဲ့ဒီမှာ9000ပဲရှိပါတယ်အဲ့လို nut အသေးလေးတွေကဖုန်းဖြုတ်တဲ့ nut လေးတွေပဲဖြုတ်မှရမှာနော်အဲ့ဒါလေးနဲ့ဇာတိတို့ဖြုတ်မယ်ပထမဆုံးကျွန်တော်တို့ဒီbattery ကိုဖုန်းထားတဲ့ကာဘာကိုဖြုတ်မယ်ပြီးရင် battery ဖြုတ်မယ်ဖုန်းပြင်းမယ်ဟေ့ဆိုရင်တော့ကျွန်တော်တို့ SIM card တို့SD card တို့အဲ့ဒါလေးတွေပါနှုတ်ထားမယ်အဲ့ဒီကနေမှတစ်စင်ပြီးစင်ကျွန်တော်တို့ဖြုတ်သွားမယ်နောက်ဆုံး circuit ကြံတဲ့အထိပေါ့နော်ဥပမာကျွန်တော်တို့ဒီ ultrasonic clear ပေါင်းဖို့လိုအပ်တဲ့အနေအထားတွေမှာဆိုရင်ပေါင်းစက်တွေမှာထည့်ဖို့ဆိုရင်speaker တို့ကင်မရာတို့နော် SIM card အထိုင်တို့ silicone တွေတို့အဲဒီဖြုတ်ပေးရမယ်ဟုတ်ပြီနော်